用，后来都买呢，买呢都忙，你要不去啊？我老丢了。ကျွန်တော်တရားနားထောင်ရင်ကျွန်တော်တရားနားမှကြောက်လို့ဘာလို့လဲဆိုတော့အဲ့လိုမျိုးကြောင့်ဟောလောက်မှရှိတယ်ဖင်လေးနောက်တော့သာမျိုးကြောင့်လည်းရောက်သွားဟဲ့ဘာလို့တာလဲဆိုရှေ့ပြန်လို့ဒီတရားနားမှကြောက်တယ်သူ့အမေကိုလည်းကြောက်တာမနာကျင်တော့သူကဖင်လေးသားလေးနောက်တော့မျိုးကြောင့်ရောက်တရားနားတော့ကျွန်တော်ကြည့်တယ်ဘာမှမပြောပါဘူးအဲ့လောက်ဒီတရားနားမှကြောက်တာဟုတ်တယ်ဆရာတကယ်တွေ့ဘူးတယ်ကျွန်တော်လည်းရှိတယ်ကြောက်တာတခါကြောက်တယ်အဲ့နောက်ကြတော့သူဘယ်မှာကျွန်တော်သူဟလာအမှန်တော့သူတို့ရှိမှာသူကအများအားတပတ်ကိုနှစ်ခါလာပြနေတဲ့အဲ့ဒီကျွန်တော်တို့ဥတည်ရွှေဆိုတာသူတာမန်ရဲ့အကြံပေးတီးပြန်စီပွဲရတယ်သူ့ဆရာနဲ့အရင်ဆုံးတွေ့လိုက်ပါဦးသူ့ဆရာနဲ့အရင်ဆုံးတွေ့လိုက်ပါဦးဆိုတော့သူ့ဆရာနဲ့တွေ့ပြီးတော့သူကဘေးကနားထောင်တာပေါ့နော်ဟုတ်လားသူ့ဆရာပဲမှန်သလားဒီကဆရာဦးမောင်မောင်ပဲမှန်သလားဟုတ်လားဘယ်သူမှားလဲမှန်လဲဆိုတော့ဘေးနားထောင်အဲ့နဲ့ကျွန်တော်တို့ည9နိုင်လောက်ကနေပြောလိုက်တာ17ခွဲလောက်ရောက်လာတယ်အဲ့သူလည်းဝမ်းနေစရာကောင်းတော့တာပေါ့နော်သူကျွန်တော်စစ်ဆေးဖို့ကြီးသူကလုံနေတာဆိုတော့အဲ့မှာသူမေးတာလေးကျွန်တော်ဖြေနေဖြေတော့နောက်ဆုံးသူကဘာပြောလဲဆိုတော့ဆရာရဲ့တဲ့ဆရာစတာမန်သိပါတယ်ပါဠိတော်မရွတ်ပါနဲ့ဟာကျုပ်စာမတတ်ဘူးလားကျွန်တော်သူပါဠိတော်ရွတ်ပါဘာလို့တို့ကြတော့စတတ်တဲ့ပုံကိုလေပါဠိဘယ်ဒေသနာဘယ်ပါဠိတော်ဆိုတာကျွန်တော်သိထားသမျှတော့ခိုင်းမှကျွန်တော်ပြန်ပြောတာပေါ့အဲ့တော့အဲ့ချိန်ကျမှဘာပဲလဲဆိုတော့ဆရာကျွန်တော်အပယ်လို့အောင်ဟောနိုင်ဟောပါအဲ့ချိန်မှာလာနောက်တော့တဲ့လူတွေရုံးကလူဖြစ်မနေ့ရုံးတဲ့အောင်ပါဆိုတော့နောက်လည်းမတွေ့တော့ဘူးသူလည်းနောက်တော့ကြောက်သုံးကနေလာတော့ဒါပေမဲ့ပရမတ်မှာကျွန်တော်အမှန်မှဆန်းစင်နေတာနဲ့ပဲသူလုံးဝနောက်တော့ကြောက်သူဗာလေခွနဲ့ခံမှုလာတာသူကရွက်ထဲတယ်သူကထဲတယ်နဲ့လို့သူရသွားဒါပေမဲ့သူဒီကျွန်တော်ရှိရနိုင်တော့လို့သူသဘောပေါက်သွားလေသဘောပေါက်သွားတဲ့အချိန်မှာသူတောင်းတဲ့အချိန်ချိန်ကမတောင်းသွားချိန်တောင်းသွားသူကန်ဒါတော့ဘယ်လိုမှမတတ်နိုင်ဘူးဟုတ်တယ်မအဲ့မှာကျွန်တော်မေးတယ်လေဟလာနိဗ္ဗာန်ဆိုတာတဲ့နိဗ္ဗာန်ဆိုတော့ငါတို့လည်းဘယ်လိုနားလည်ထားလဲအဲ့လိုမေးတယ်ဒါပေါ့မေးရမေးနိဗ္ဗာန်ဆိုတာလို့ဒီဥပဒနာခန္ဓာအစဉ်မရှိတာကိုသိမြင်ခြင်းကိုဖယ်ထားပြီးတော့ဘယ်သူမှနိဗ္ဗာန်မသိနိုင်ဘူး။နောက်တစ်ခုကနိဗ္ဗာန်ချမ်းသာမေးတယ်။နိဗ္ဗာန်ချမ်းသာဆိုတာလို့ပြုဝကိစ္စကိုယ်ရာသိခြင်းကိုဖယ်ထားပြီးဘယ်သူမှနိဗ္ဗာန်ချမ်းသာမခံစားနိုင်ဘူး။သူပါဠိစာအုပ်ကြီးပါတယ်ပါဠိစာအုပ်ကြီးနာပြီးတော့မှနိဗ္ဗာန်ချမ်းသာကိုကြည့်တဲ့အခါကျတော့ပါဠိတော်ထဲမှာပါဠိအဘိဓမ္မာမှာပါတယ်ကတံကရဏီအေးဟုတ်တယ်ကွာငါတို့ပြောတာစာအုပ်ထဲမှာကတန်ကြရည်လို့ရေးထားတယ်အဲကျွန်တော်တို့ကဒါသဘာဝနဲ့ပဲပြောအဲ့တော့နောက်ဆုံးသူမင်းများသမျှတွေအကုန်လုံးအဲ့ဒီ3နာရီလောက်သူမေးတာတွေကိုဖြေရင်းနေပဲနောက်ဆုံးသူမှန်တယ်လို့တော့သူသဘောပေါက်သွားတယ်နောက်ဆုံးသူရရှိဖို့အတွက်ကျတော့တော့မှနေနေရအဲ့ချိန်ကျမှခုနဥဒိဆိုဆိုတဲ့ပုံကအဲ့ချိန်ကျတော့မှအားထောင်သူစရနဲ့တွေ့ပြီးတဲ့ခါကျတော့ကြည့်လိုက်တဲ့ခါကျတော့သူစရနဲ့တားကွာတော့သိတယ်ဟိုစာအုပ်လေးလှန်ပြီးတော့မှမေးနေတယ်ဖြေနေတယ်ကျွန်တော်ကဒီပစကဖြေနေတယ်နောက်ဆုံးသူ့ဆရာကိုယ်တိုင်ကသူ့အပယ်လို့ဖို့အတွက်လေးပြီးပါအောင်လို့တောင်းတဲ့ခါကျတော့နောက်ကသူ့တို့ပဲလိုက်ပြီးရနာတယ်လည်းအားရမျိုးလေးကျုံရတာပေါ့လေအဲ့တော့ဟိုမှာတော့အဘိဓမ္မာတွေတင်တာပေါ့အဘိဓမ္မာတော့အားလုံးတင်နေကြတာအဲ့တော့အခုခက်တာဒီအဘိဓမ္မာတကယ်ပြည့်တဲ့ခန္ဓာအကြောင်းလေးကျဲတဲ့လောက်သိနေဟုတ်မလားအလွတ်ပြန်ပြောနိုင်လည်းပဲဟလာအပေတန်တွေလွတ်မြောက်တဲ့ဒီဥပါဒခန္ဓာမှာသိခွင့်မရဘူးဆိုရင်တန်တွေလည်းဘယ်လိုလွတ်မြောက်ခွင့်ရလဲအများကြီးနေတာပေါ့ဟလာအခုတကယ်တော့အခုကျွန်တော်တို့ဆိုရင်ဒါကိုခိုင်ရမှာနားလဲသွားတယ်အဲ့ဒါတော့ကြောင့်မလို့ဟလာတကယ်ခန္ဓာရဲ့အိဋ္ဌဒုက္ခနဲ့တက်တော့လာဟောဒီဘက်ကလူကတော့ဟောပေါ့သွားပြီပြီးတော့လေအမှန်မှန်ကိုလည်းဆုံးဖြတ်နိုင်သွားတယ်ဟုတ်တော့တကယ်ခန္ဓာသာလင်အနတ္တဖြစ်မှာဆိုရင်တကယ်ခန္ဓာ၃ညဖြစ်ရတော့ဟုတ်တယ်တကယ်ခန္ဓာ၃ညအခုလည်းမမှန်အရင်တော့လည်းနောက်မှမှန်တယ်နောက်လည်းမမှန်နိုင်မမှန်နိုင်တဲ့ဟာကြီးကိုကင်ဆုပ်ထားတဲ့ပုံကိုယ်တွေကအာယုဥပဒခန္ဓာဆိုတဲ့တရားကြီးကအရမဖြစ်နေတယ်တရားမှားလိမ့်မယ်သာသနာပြက်လိမ့်မယ်လို့ပြောတဲ့အခါကျတော့တကယ်ရဲရှင်ဝယ်ဖြစ်နေအဲ့ဒါအဓိကပြဿနာပါပဲကျန်တာတွေနဲ့စစ်စင်းတော့အများကြီးပါအကုန်လွဲပါတယ်ဟလားပရတော်လို့ပြောတယ်ဘုရားအပြင်ပြောတယ်အာယုံပြောတယ်သူတို့ကအတွင်းယူလာခေတ္တသွားကြည့်အတွင်းယူလာဟုတ်တယ်ဟုတ်တယ်
လွင်းခန္ဓာရှုခိုင်းတာနောက်တရားနှိမ့်ဆက်တဲ့တရားကိုဒုက္ခသစ္စာပြောတယ်သူတို့အနှိမ့်ဆက်ခံတဲ့တရားကိုဒုက္ခသစ္စာပြောကြောင်းတယ် ကြောင်းပြန်ပြော တရားဒီဥပဒနာခန္ဓာသာလည်းနဲ့သာရမရှိဘူးချင်းနီးပြောတယ်ဘာလို့ဥပဒနာခန္ဓာအတူကြီးကိုချမ်းသာပွဲလာလဲအတူပဲဆင်းရဲပွဲလာလဲအတူပဲဟုတ်တယ်မလားကျွန်တော်တို့ကအဲ့ဒါကိုအစစ်လို့ထင်တယ်တကယ်ခန္ဓာလို့ထင်တယ်တကယ်ခန္ဓာကြီးကိုကျွန်တော်တို့ကအခုအနှစ်သာရမရှိဘူးလို့ဟုတ်တယ်မလားခုနတာဝေကတရားနဲ့ပဲသွားနေတယ်တကယ်တော့ဘုရားရှင်ဟောတဲ့အနတ္တလက္ခဏာ၅ချက်နဲ့ဒီတဲ့ပုံမြင့်လို့ရှင်လည်းပဲဒီအနိစ္စလက္ခဏာ10ချက်ဒုက္ခလက္ခဏာ25ချက်ဆိုတာလေးဆိုတာတွေကလည်းဥပဒနာခန္ဓာကိုဟောတာဒါပေမဲ့ဒီမိုးဝေသာသနာကလည်းမိုးဆိုရဟောပါတယ်ဘုရားမပုံငင်ကအနိစ္စဒုက္ခရှိတယ်ကွာအနတ္တတာမရှိဘူးကောင်းငင်ပြန်ကြတာလေအနိစ္စဒုက္ခနဲ့ကြီးပြန်ကြဇန်နေရကြအနတ္တကိုမသိကြလို့ဇန်နေရမထွက်နိုင်ဘူးဟလားဘုရားပွင့်လာမှဟလားလက္ခဏာ၃ပါးထဲမှာအနတ္တဝါဒဘာလို့ကြီးညာပြီးဘုရားပွင့်ရဟလားဒုက္ခဝါဒပါအနိစ္စဝါဒဘာလို့ဘုရားကြီးညာတာမှမဟုတ်ဘူးဟလားအနတ္တဝါဒဘာလို့ကြီးညာဘုရားပွင့်ရအဲဒီအနတ္တရဲ့ဝါဒကိုတရားဝါဒကိုအခြေခံအောင်သိချာမစစ်ဆေးတဲ့ပြဿနာကြောင့်အခုခေရိုက်နေတာဒီသာသနာဘယ်လိုပြောင်းလဲမလဲအဲ့တော့ဥပဒနာခန္ဓာဘုရားခန္ဓာလည်းဥပဒနာခန္ဓာလို့ပြောရတာဘာကြောင့်ပြောရတာလဲတကယ်ခန္ဓာကိုဥပဒနာခန္ဓာလို့ထင်နေလို့ဟုတ်တော့တကယ်ပြည့်တဲ့ခန္ဓာဥပဒနာခန္ဓာလို့အဲ့ဒါအမှန်ပဲလို့ထင်နေတဲ့သာသနာကြောင့်အဲ့ဒီသာသနာကိုမပြောင်းလဲနိုင်တယ်များဟုတ်လားသူတို့လည်းမလွတ်မြောက်သလိုအဲ့လိုဟောကြားနေတဲ့ပုံကိုယ်တွေကလည်းလွတ်မြောက်အောင်သူ့မှာဟောနိုင်မှာမဟုတ်ပြီးတော့နောက်တော့သူတို့ပြန်ခဲ့တဲ့သာသနာပြတ်မှာကြောက်လို့ဆိုတော့အဲ့ဒါတော်တော်ဆိုးတယ်ပြတ်တကောဟလူအဲ့လိုပြန်ဟင်းနေလို့ဖြစ်နေတာအဲ့တော့အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီပုံကိုယ်တွေလည်းဘာဖြစ်လဲဆိုတော့ဗမာလူမျိုးတွေလည်းဆန်းစစ်ပြီးတော့ဆန်းစစ်တဲ့အလုပ်ကိုမလုပ်တာအမှန်တန်နဲပြီးတော့နဲတဲ့အတွက်ကြောင့်မလို့ဒါတွေလက်ခံထားတဲ့မြဥပဒနာခန္ဓာမတွေ့တဲ့မြသူဥမာသွားပြီသူကသိပ္ပံပညာမှာတော့စမ်းစစ်မှုကိုလက်ခံပြီးတော့ဒီဘာသာရေးကြမှာပါဆရာရဲ့စမ်းစစ်တာတခြားနေရာတွေမှာတော့စမ်းစစ်ကြတယ်စမ်းစစ်ကြတယ်ဘာရေးကြတော့စမ်းစစ်တော့သူတို့တကယ်အရေးကြီးတာကိုမစမ်းစစ်ဘဲနဲ့တခြားတွေအကုန်စမ်းစစ်တယ်ဟုတ်တယ်ကိုယ့်ရဲ့တန်တဲ့ဝစင်းရထွက်မြောက်ဖို့ကြီးမစမ်းစစ်အဲ့ဒါတခုပဲမစမ်းစစ်တာကျန်တာတွေကတော့စမ်းစစ်လိုက်တာမပြောဘူးအနေနဲ့တင်းဟိုတနေ့ကတော့ကျွန်တော်လည်းတော်ပြောလိုက်တယ်ဒါမှမဟုတ်အဲ့အနတ်တကယ်ခန္ဓာကြီးကိုအနတ္တဝါဒဗုဒ္ဓဝါဒလို့ကြီးညာရင်တော့သွားပြီကသာသနာပြည့်ပဲသာသနာပြည့်တော့တာပဋ္ဌာန်းကနေစကွယ်မယ်ဆိုတာသူတို့ကရှေ့ကနေပြောခဲ့တယ်ဆိုတော့အဲ့ဒါအခုတော့မဟုတ်ပဋ္ဌာန်းကွယ်သွားလဲသိပြဿနာမရှိသေးဘူးဟုတ်လားမရှိသေးဘူးဆိုတာဒီသစ္စာမကွယ်သေးရပြီလေဟုတ်တယ်မလားသစ္စာမကွယ်သေးရင်သစ္စာသိတဲ့လူကနဲတော့ဆရာအဲ့ဒါပြောတာပေါ့သစ္စာကွယ်မှသစ္စာကွယ်တော့ဘုရားသာသနာကွယ်အဲ့ဒါကျမအဲ့လိုပဲယူဆတယ်လေသစ္စာကွယ်မှပဲပဋ္ဌာန်းကွယ်ရုံနဲ့မဟုတ်ပါဘူးပဋ္ဌာန်းတော့အခုလည်းကွယ်နေတာဘာလို့ပဋ္ဌာန်းသိလို့လားကဲဆိုညွတ်နေကြတကယ်ခန္ဓာလို့ယူရဲကွာအဲ့ဒီပဋ္ဌာန်းကွယ်နေဟုတ်တော့စဉ်းစားကြည့်လေဟုတ်လားတပိဓမ္မမနောဝိညာဏဓာတုယတံသမရကနိသဓမ္မနာအာရမဏပြည့်စည်နာပြည့်စည်ရောသဗ္ဗေဓမ္မာဆိုအလုံးစုံသောစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာအလုံးစုံသောတရားတို့သည်အဲ့ဒါမနောဝိညာဏဓာတုယအာရမဏိကဖြစ်တဲ့မနောဝိညာဉ်နဲ့တံပြုတ်တော်ကနေသဓမ္မနာရှင်ဘောရှင်ပဲတရားနဲ့ပြကြပါတယ်အာယုန်နေနဲ့ကျေးဇူးပြုနေကြပါတယ်အာရမဏပြည့်စည်နာပြည့်စုံအာယုန်နေနဲ့ကျေးဇူးပြုတယ်အဲ့ဓမ္မယုန်တွေကမနောဝိညာဉ်ကိုအာယုန်အဖြစ်နဲ့ကျေးဇူးပြုကြပါတယ်ဆိုတာဒါပဋ္ဌာန်းပါဠိတော်ထင်ရှားကြီးအင်းလေအဲ့ဒါဟယ်လိုအနေနဲ့ဗာမေးဦးမှာမေးဒါတော့အခုကအခြေခံပါပါအနီလုံးတို့သာသနာပြန်ပြုနေတာများတယ်လေဒါမှမဟုတ်တန်တရားဖြစ်တဲ့လူခိုင်ခိုင်မာမာပြောနိုင်ပြီးအဲ့တော့တကယ်ခန္ဓာတုံညဟုတ်သလားဆက်စစ်ကြည့်တယ်အဲ့တော့တကယ်ခန္ဓာတုံညလုပ်လို့ရတယ်ဆိုပြောလေဟုတ်တယ်ရမလားမရဘူးဒီစားကပြောတော့ဟိုပါလေယုံနာဆိုရင်ယုံနာမှမရှိဘူးဆိုတော့လာတယ်အဲ့တော့ညက်ဖြစ်သွားမကောင်းဘူးလားသူကယုံနာဆိုဘယ်ယုံနာမှမရှိဘူးသို့တော့မဖြစ်ဘူးလို့မပြောဘူးနောက်ကပါလေဖြစ်တော့ဖြစ်တယ်မရှိဘူးပုံပြဆိုတာအဖြစ်ကိုပြောတာလားရှိဘူးအဲ့ဒါအဖြစ်ကိုပြောတာအဖြစ်ကိုအဲ့ဒီအဖြစ်ကိုသိတဲ့ဉာဏ်ကမဲ့ဉာဏ်ပုံဉာဏ်မရှိဘူးလားအဲ့ဒါကိုမရှိဘူးပြောတာမဟုတ်အာယုန်ထဲမှာပေါ်တဲ့ယုံနာဆိုရင်တော့ဘယ်ယုံနာမှမရှိဘူးဆိုတော့
မရှိပြောတော့မရှိပေမဲ့မဖြစ်ဘူးလို့တော့မပြောဒါပေမဲ့အဖြစ်ကိုသိတဲ့ဉာဏ်မရှိဘူးလားမဲ့ဉာဏ်ဘုံဉာဏ်ဆိုရင်တော့လွတ်သွားပြီနော်ဘုံဉာဏ်ကတော့ပြောစရာမရှိတော့အဲ့ဒါကတော့အရှိတရားတွေနေတယ်ဖိုးစိတ်ကြီးကအကျဉ်းသာသနာတော်၌မပြည့်စည်သောစိတ်ဒီအတ္တိရှိတယ်ဆိုတော့တခြားပြောတာဖိုးစိတ်ပြောတာမပြည့်စည်သောစိတ်အတ္တိရှိတယ်မပြည့်စည်သောစိတ်ရဲ့လွတ်မြောက်ရာသည်သာသနာတော်ရဲ့အဆုံးအမဖြစ်တယ်ပြည့်စည်သောစိတ်ရဲ့လွတ်မြောက်ရာသည်သာသနာတော်ရဲ့အဆုံးအမနဲ့ဖြစ်ပါတယ်အဲ့ဒါတကယ်ယုံနေပေါ့တကယ်ဖြစ်တဲ့ယုံနေပေါ့အဲ့မှာတကယ်ဖြစ်ယုံတယ်ဘလို့ပြောလို့ရမှာနိဗ္ဗာန်ဝင်တဲ့အခါဒါလေးပဲပါသေးလားဝေဒနာတင်ညာပါသေးလားဒါကြောင့်မလို့ယုံနာမရှိဘူးလို့ပြောတာပြည့်စုံမှာမဟုတ်ဉာဏ်သာရင်ဝင်သွားတာယုံနာဟုတ်သေးလားဒါကြောင့်ဘယ်ယုံနာမှမရှိဘူးလို့ပြောတာသစ္စာပြတ်နဲ့မှန်ဖို့ကြတော့ယုံနာလို့ပြောလို့ရသေးတယ်မရတော့အဲ့ဒါကြောင့်မလို့ဘယ်ယုံနာမှမရှိဘူးတော့ဒါမှမဟုတ်အနိမောသိရှိမှကျွန်တော်သိပြီးမပြောရဘူးတန်းရှိုးထားပြန်မပြေရှင်းနိုင်ရင်အဲ့ဒါအပြဿနာလာမယ်တော့မေးခွန်းနေဒီမရမရှင်းတန်းစီပြီးမေးလို့ရတယ်တောင်းလို့မပြည့်စည်သောစိတ်ရဲ့လွတ်မြောက်ရာသည်သာသနာတော်ရဲ့အဆုံးပန်းနိုင်ဖြစ်ပါတယ်ဆိုတော့ယုံနာနိဗ္ဗာန်ဝင်တာမဟုတ်ဘူးလေဉာဏ်ဝင်တာလေဉာဏ်နဲ့ဝင်တာအဲ့တော့ဒီဥစ္စာတွေကဝိပဿနာလောက်အောင်လေအခုနပြောလို့ဆန်းစစ်အားကြောင့်ဒီဘယ်ယုံနာမှမရှိဘူးပြောရလဲမိတယ်ဆိုတော့ဒီယုံနာပေါင်းစည်းနေတဲ့အဖွဲ့အစည်းတစ်ခုလုံးနိဗ္ဗာန်ဝင်သွားတာမဟုတ်တော့အဲ့တော့သစ္စာတရားနေနဲ့အစဉ်ရှိနေတဲ့နေရာမှာအခုကျတော့ဝင်လဲသာနာပြီးပြောလို့ရသွားပြီလေဟုတ်လားတကယ်ခန္ဓာကိုအနတ္တဆိုရင်တကယ်ခန္ဓာသုံးညမှန်သလားဆိုပြောလို့ရတယ်ဟိုလိုစဉ်းစားနေတဲ့လူကစဉ်းစားပြီလေဟုတ်တော့စဉ်းစားလို့ရှိရင်အဲ့ဒီတကယ်ခန္ဓာသုံးညနေနဲ့ဘယ်တော့မှမရှိအခုလဲသုံးညမဟုတ်သုံးညဆိုကျွန်တော်တို့ဒီလိုလုံးပျောက်သွားပြီဟုတ်တယ်မလားခဏပြောက်သွားပါခဏပျောက်သွားတော့မှာပေါ့ပျောက်မှမှန်မှာပေါ့သဘောတရားဟုတ်တယ်မလားဒီမှာလည်းတွေ့တဲ့လူတွေပခဲတွေအမှန်တရားသမားတွေ့ရင်များသားမတွေ့ရင်ဂျိုးတွေများမှာပဲလေဂျိုးတွေကိုချုပ်ဖို့ဆိုလို့ရင်တော့လောလောကူးနဲ့မရဘူးလေဟိုဘက်ကသူတို့ကစုပ်ကင်တာသူတို့စုပ်ကင်တာလားပြီးတော့မချရင်တော့လှုပ်မချကျွန်တော်ဒီဘက်မှာကျွန်တော်ဒီကြောင်မန်းဆိုတော့ခကြီးအဲ့ဒုတိယဉာဏ်ကြီးသဘောပညာဇောမှာတတောကတာသင်္ခါရမှာလောကဟောပညာတာတွေအဲ့ဒီလိုလေးပြီးနေတယ်အကုန်စီလို့ပြောတာတတလောကသင်္ခါရလောကဩဃာတလောကသုံးညရတယ်လို့ပြောဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကထားတော့တတလောကသင်္ခါရလောကဒီဩဃာတလောကမရှိဘူးလို့ထားတော့သင်္ခါရလောကမရှိဘူးဆိုတော့လုံးဝသိမခံနိုင်ဘူး။ဟုတ်တယ်ကျွန်တော်တို့ကဒီနေသဒုက္ခအနတ္တသင်္ခါရမှတ်နေတာဟုတ်ယုံနာဖြစ်ဖြစ်မှတ်နေတာအဲ့ဒါကြီးမရှိပါဘူးဆိုတော့မြင်နေရတာကဒါပဲမြင်နေရတယ်။ तू ကမရှိဘူးပြောတယ်ဆိုတော့ကျွန်တော်အဲ့မှာအကြည့်ကျပြိပက်ကပြတယ်။ဒါပေမဲ့အဲ့ညံကိုစဉ်းစားဖို့အတွက်စိတ်ထဲမှာမကျင်းတော့ဘူး။အဲ့ဒါကျွန်တော်စဉ်းစားတယ်2နှစ်3နှစ်လောက်အဖြေလုံးဝမထွက်ဘူး။နောက်ပိုင်းမှာစဉ်းစားပါများဒါတခုကျွန်တော်တို့ကောင်းတာပါတခုယူထားလိုက်တယ်ဆိုတော့ဒီပုဂ္ဂိုလ်ရဲ့ဉာဏ်နာတွေကိုယ်တိုင်လည်းသွားဆက်စစ်တာဉာဏ်နာတွေအဲ့တော့ဓာတ်တော်ကြတဲ့ပုဂ္ဂိုလ်တွေအရိယာတွေဖြစ်တယ်ဒါမှမဟုတ်သူတို့ပြောတာမှမမှားနိုင်ဘူးတို့ရဲ့အတိဟာပြည့်စုံလုံလောက်မှုမရှိသေးတာတို့အတိကိုသိနေလောက်တဲ့ပြည့်စုံလုံလောက်မှုမရှိဘူးတို့မှာအချိန်ကာလလိုမဲ့စမ်းစစ်မှုတွေလိုမဲ့နောက်အရိယာတွေတောဝိတ္တတွေနဲ့စုံစည်းဖို့လိုမဲ့အဲ့တော့အချိန်ချင်းကြတော့တို့နားလည်ရမယ်ဆိုတဲ့တရားတွေရပါရှိတယ်အဲ့ဒီမှာဒါအလကားတရားတွေပါခေါ်လို့ဆုံးဖြတ်လိုက်တော့အဲ့ဒါဘယ်နည်းနဲ့မှမရဘူး။ဘာရောအဲ့လိုဆုံးဖြတ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒါကိုသဘောပေါက်လာတယ်။ဒါမှမဟုတ်နောက်ကြတော့မှဟုတ်တာဟောဟုတ်လားဒီတတလောကဆိုလဲဥပါဒံယုံနာဟုတ်လားဩဃာတလောကဆိုလဲဥပါဒံယုံနာတုံညလေမဆိုရပါဆိုစက္ခုကြီးနာကြီးမျက်စိကြီးကာယကြီးမနာကြီးဆိုလဲအဲ့ဒီဓဝါ6ခုပေါ့နော်အဲ့အကြည်တဲ့6ပါးသည်တခြားလားဥပါဒဏ်ခန္ဓာဥပါဒဏ်ခန္ဓာအဲ့မှာနှစ်ပိုင်းတော့ရှိတာပေါ့နော်တစ်ပိုင်းကတကယ်ဖြစ်ဖြစ်တဲ့တရားအာရမဏိကတရားဒါပေမဲ့ကျွန်တော်မြင်ရတဲ့ခါကျအဲ့6ပါးလုံးဒီအာယုဥပါဒဏ်ခန္ဓာတရားအဲ့တော့အဲ့ဩဃာတလောကကြီး3ညပေါ့ဟုတ်တယ်နောက်တတလောကဆိုအဲ့ဓဝါရတွေနဲ့အာယုန်တွေနဲ့တိုက်ပြီးဖြစ်တဲ့ယုံ nant တွေရတယ်ဟုတ်လားတကယ်ဖြစ်တဲ့ယုံ nant တွေရှိတယ်ဒါပေမဲ့ကျွန်တော်မြင်ရတဲ့ခါကျတော့ဖြည်းဖြည်းပြည့်ပြီးအောင်ရောက်မှမြင်တယ်အဲ့ဒါကြီးလေဥပါဒဏ်ခန္ဓာတွေဟုတ်တယ်ဒါမှမဟုတ်ဟလာဓာတုထောဘောဝန္တံသဘောထောနာမတုံညတုံညတတုံညတော်နာမနိတတနိစီဝနာဘုလားကျွန်တော်ဘလို့နားလဲဟုတ်တယ်အခုကျတော့တိတော်ဒီဓာတ်ဆက်ချက်ပါလုံးအာယုံပဲအဲ့ဒါ0ပဲဆိုကျွန်တော်တို့ဖြေသဘောပေါက်သွားတယ်သဘောတော့အဲ့ကြတော့မှ
ဒီဟာဘာနာလဲဆိုတော့တတ္တောကတာသင်္ခါရမှာလောကဟောပညာတာပြီအဲ့တော့ဘယ်နားလဲမလဲဒါတော့ဒီဘက်ကတရားနဲ့သွားပြောလိုက်ရင်ဒီဘက်ကတရားနဲ့သူတို့ကအရှိထားတယ်ဆိုစန့်ကျင်ပဲဖြစ်နေမှာ စัจ jin ပဲစัจ jin ပဲပဲ အဲ့နားလေတဲ့ခါကျတော့လည်းဘာကျင့်နှံ့မှုရသွားလဲဆိုတော့ဒီသုံးညမြင်ခွင့်ရသွားရင်ဟလာခုနမောဂရတာလည်းရဟန်းဟောလို့ပဲသုံးညတော့လောကီအဝကတိမောဂရတာသရာတော်ဘာသာပြန်လာကြတော့မဂုစဖေယသတိနဲ့ပြည့်စုံပြီးဖြည်းဖြည်းလို့ပဲလောကသုံးညောသတိနဲ့ပြည့်စုံဖြည်းဖြည်းဒီပခုတ်မှုစဖေယဘာသာပြန်လာကြတာတော်တော်ကိုကြည်နူးဖို့ကောင်းတယ်သရာတော်ကြတော့ဘာလို့လဲဆိုတော့ခါခတ်သိရာတော်ခါခတ်သိမယ်ခါခတ်သိသတိနဲ့ပြည့်စုံဖြည်းမဂုစဖေယဘာသာပြန်တယ်သူကဘာသာပြန်တော့အခါခတ်သိအဘယ်၄ပါးကတ်သုံးပါးရပြည့်၈ပါးဉာဏ်မျိုး၅ပါးဝိပဿနာတရား၄ပါးဗျာဒတရား၅ပါးတို့မှာကင်းလို့ဒီပြီဘလို့ကွဲတယ်သတိပဋ္ဌာန်နဲ့ပညာသာသနာနဲ့လောကကိုတုံညမြင်တဲ့အခါမှာအခုနကျွတ်တဲ့ဟာတွေအကုန်လုံးလွတ်သွားတယ်ဘုရားဆရာရဲ့ပညာကဘာသာပြန်တာဟိုဘက်ကသတိပဋ္ဌာန်ကဘာသာပြန်တာပရိပတ်တိကဘာသာပြန်တာကြတော့အဲတုံညကိုသတိနဲ့အစဉ်သမီးပြည့်စုံဖြစ်ပြီးနှစ်ခုကလမ်းကြောင်းကြီးကတားกว่าရှေ့နောက်ပဲနော်ရှေ့နောက်ပဲလုံးဝဟိုတုံညတည်တဲ့အချိန်မှာမဟုတ်ဆိုရင်လည်းပြောပါတယ်ဒါပေမဲ့သူ့လောက်ဟိုအာမကောင်ပညာအာမကောင်နော်သူကမိုးစလေရဟန္တာပဲလာတဲ့လမ်းချင်းကွာတယ်ဟိုကသူကပရိပတ်တိကလာတဲ့ဒီဘက်ကပရိဝေဒလာတဲ့ခါကျတော့တုံညမြင်လို့ရှိရင်တဲ့အခါခတ်သိဘာတွေလွတ်သွားလဲပြီးတော့အဲအဘယ်၄ပါးကတ်သုံးပါးရပိရှိပါရံလို့တဲ့၅ပါးဝိရိယ၄ပါးကရုဏာတရား၅ပါးဆိုအရာတွေကအခါခတ်သိကင်းလို့ငြိမ်းသွားတယ်အဲ့ဒါမဟုတ်ဆိုင်ပြောတယ်တုံညမြင်မျက်ရည်ချောင်းပဲအဘယ်လွတ်မယ်နေမယ်ရမယ်ဒါပဲအောင်လို့ဒီနေ့ပဲကျွန်တော်ပြောလေမရှိတာနဲ့သိရနဲ့တဲ့ခဲ့လောကထဲမှာဘယ်အခါမှဆိုသောတာပန်တရားကနာဂံရဟနာဂံပြောရဟနာမစိတ်တော့ဒါတုံညနဲ့မရှိတာနဲ့သိတာနဲ့တဲ့ခဲ့မဲ့ညံမရှိတယ်သဘာဝနာကြတယ်ဖုန်ညံကြောင်းတဲ့အခါကျတော့သူ့မှာကမဲ့ညံမှာကဒီအစင်မရှိတာနဲ့သိတာနဲ့တဲ့ခဲ့မယ်ဆိုရင်ဒါပညာဘက်ကိုညွှန်သွားဟိုကသတိပဋ္ဌာန်ဘက်ကိုညွှန်မရှိတာနဲ့သိတာနဲ့ကသူကသတိပဋ္ဌာန်လုပ်နေမှာကြာကြီးဟုတ်လားဒီဘက်မှာကျတော့အစင်မရှိတာနဲ့သိတာနဲ့တစ်ချိန်တက်ခဲ့လို့ရှိရင်အခုနအယူကျေးဇူးတွေထွက်မလာဘူးလားဟုတ်တယ်မလားအဘယ်လွတ်မယ်မျက်ရည်ချောင်းမယ်ဒိဗံရမယ်ယတနာတရားခုနပြောတဲ့အဘယ်၄ပါးကတ်သုံးပါးရပြည့်ရှိပါရံမျိုး၅ပါးအကုန်လွတ်မကုန်လားအဲ့ဒါကိုအဲ့ဒီသာသနာတော်ကိုဘာကြောင့်အခုခိုင်ကောင်းထင်ရှားအောင်ဟုတ်လားအာမပေးနိုင်မယ်နဲ့မှားတယ်လို့ဘာကြောင့်ပြောရတာကတညံကိုမသိလို့ဒါပဲအကြီးကဒါပဲဟုတ်တယ်မလားတေချာမသိတာကတညံကိုမသိလို့ကတညံကိုနားလဲမလဲဘူးသိလဲမသိဘူးအဲ့ဒါကြောင့်မလို့အာမခံချက်ဘယ်သူမှမမေးဟုတ်တယ်ဆရာဒါပဲအတိဒါပဲအတိကပဲအစင်မရှိဘူးဆိုလို့ရှိရင်ပြည့်ဝကိစ္စကုန်ပြီလေပြည့်ဝကိစ္စကုန်ရသည်တခြားလားကတညံလားမေးကတညံရတခြားလားနောက်ဆုံးစာရီလားမေးတော့နောက်ဆုံးစာရီခုနကျွတ်တဲ့ဟာတွေအကုန်လွတ်သွားပြီတော့အကျဉ်းနဲ့လွတ်တယ်လားဒီချိန်နဲ့လွတ်လားမေးအချိန်နဲ့လွတ်ဒါမှမဟုတ်ကပရမတ်ကိုတကယ်ထုံထုံသိမြင်ခဲ့ပါမို့ဟုတ်လားဝိပဿနာတွေအားထုတ်ရမယ့်ကိစ္စရဟန်းဝေးရမယ့်ကိစ္စတော်ထွက်ရမယ့်ကိစ္စတွေပြီးပါတယ်လို့ဟိုကပြောတာဟိုအရိယာကတကယ်ဉာဏ်မြင်လို့ပြောတာလေဒါပေမဲ့သူတို့မှာအာနိချက်တစ်ခုကဘာလဲဆိုတော့အကတဉာဏ်လို့နာမည်တက်ပြီးတော့မပြောနိုင်ဘူးကျွန်တော်ဒီဘက်မှာကတဉာဏ်မှာလို့နာမည်တက်ပြီးတော့ပြန်ပြီးတော့သာသနာဘုရားရှင်သာသနာကိုပြန်ဖော်ထုတ်ပေးနေဟုတ်တယ်အခုအဲ့ဒီအစင်မရှိတာနဲ့အစင်မရှိတာလို့သိပြီးတော့ပြည့်ပြည့်ကိစ္စကုန်ပြီလို့သူသုံးဖြတ်ချက်ကအချိန်ချင်းမှလားတစ်ချိန်နဲ့မှလားမင်းအချိန်နဲ့မှလေဒါမှမဟုတ်အစင်မရှိအဲ့မရှိတာပေါ်မှာတစ်ချက်ညံတက်တော့တာအစင်မရှိတာနဲ့တိတဲ့ညံတစ်ချိန်နဲ့တဲ့ခဲ့မယ်ဆိုရင်လောကထဲမှာသောတာပန်တရားကနာဂံရဟနာဖယ်ထားလိုက်ကျွတ်တန်းဝင်တဲ့ပုဂ္ဂိုလ်ဘယ်ချိန်ကမှဆိုမစိတ်တော့တစ်1000မရှိ2000မရှိဟုတ်တယ်မလားကံတမ်းမရှိဘူးကျွတ်တန်းဝင်နိုင်ပါအဲ့တော့ဘာသာပြန်မှုတွေကပရိယတ္တိယဘာသာပြန်တာရှိတယ်ပရိပတ်တိယဘာသာပြန်တာရှိတယ်ပရိဝေဒဘာသာပြန်ရှိတယ်အဲ့တော့ပရိယတ္တိနဲ့ပြန်တာနဲ့ပရိပတ်တိနဲ့ပြန်တာနဲ့ကွာမနေဘူးလားကွာနေတယ်အဲ့တော့ပရိဝေဒနဲ့ဆိုဘိုးဆိုးတော့ကွာခါတယ်လက်အခက်လက်မှာလွတ်ကြိုင်ခဲ့ဒါမှမဟုတ်တညာတိကနေပြီးတော့မှဘာဝနာတိကိုအမှန်နဲ့မှားတယ်လို့မစိုးဖြတ်နိုင်မရဘူးပရိယတ္တိယတညာတိပဲရှိတယ်ပရိယတ္တိယနဲ့ဘယ်လိုပြောင်းလဲဘာဝနာတိကိုပြောင်းအောင်အဲ့ကဘာဝနာတိကနေပြီးတော့မှပရိဝိဒတိကိုမှန်တယ်လို့မဆုံးဖြတ်မရနိုင်ဘူးအဲ့တော့
ဒါမှမဟုတ်အခုကျွန်တော်တို့လုပ်နေကြတာကပညာသီးကနေပြည့်တည်သီးကနေပြိဝေရသီးကိုမှားတယ်မှန်တယ်ဆုံးဖြတ်အဲ့ဒါကသာသနာပျက်စီးကြောင်းဖြစ် အခုဆရာအားရဖို့ကောင်းတာလေတလားဆရာ ဆရာကလည်းစနစ်တကျပြောတယ်ခိုင်ခိုင်မာမာပြောတယ်ဒေသနာနဲ့ချီပြီးတော့ပြောတယ် ဟုတ်တယ် နိုင်ကျမတို့အဖွဲ့တွေပေါ့နော် ဟုတ် အေးတို့ညီညီတို့ကျမတို့တွေကလည်းစနစ်တကျနိုင်ယူတယ်နောက်ပြီးတော့အဲ့ဒီအခွေတွေကဟာကိုဟိုဒီနာတဲ့ဒီပုဂ္ဂိုလ်ပို့ပြီးတော့အလွယ်တကူနားလည်ပါစေသဘောပေါက်ပါစေဆိုတဲ့စေတနာလေးတွေနဲ့တခါတည်းဒီစလိုက်တာနော် ဟုတ်တယ် တခါဆိုဆရာရဲ့မတိုင်မင်မဲနဲ့ပေါင်းအောင်သွားပြောရင်သူကနိဗ္ဗာန်ကြောင်းပြောတယ်သူကပညာပရမတ်တယောက်ကပြောတယ်တယောက်ကစင်ကြယ်တော့မလို့ပြောဒီသုံးခုလဲဆုံးတော့ဟာအဲ့ဆရာဝေးက complete ဖြစ်သွားတယ် ဟုတ်တယ် ဆရာကတယောက်တည်းပေါ့နော်စလဲဆုံးခါတယ်ပြောသွားတာအဲ့နောက်တစ်ချိန်ကျရင်လို့အနာကသာသနာအတွက်ကဆရာတကယ်ပြောတာဒီပညာဝိပုဒ္ဓိသာထုံးကားမယ်ဆိုလို့ဒီဆရာချပေးတဲ့လမ်းကြောင်းကတကယ်ကိုစနစ်ကျ ဟုတ်တယ်သူကဘာလဲဆိုတော့ဘယ်သူမှဖြိုဖျက်လို့မရဘူးလာတိုက်လို့မရဘူးတခုရှိတာပေါ့အာနာနဲ့အမိန်နဲ့လုံးနေတော့ နောက်ပတတ်နိုင် မတတ်နိုင်ဒီကအမှန်တရားအနေနဲ့လိုက်မယ်ဆိုတော့ဘယ်သူမှကျွန်တော်တို့လာပြီးဖောက်လို့မရဘူး ဟုတ်တယ်ဆို ကျွန်တော်တို့ဟုတ်တယ် အဲ့မဲလို့ဆရာလို့ကတညံဒီမ မပြောပေးနိုင်မဲနဲ့သူတို့ကဘာပြောဆိုတယ်ဒီအရေးဖြစ်တယ်ဆိုတာတွေပြောတယ်အာယုံကိုပြောတယ်ဒါပေမဲ့သစ္စာတွေတော့ပြီးတော့ဒီကတညံဒီကိုပြော ပြောနိုင်ဟုတ်တယ် ဥပါဒနာဆိုင်မရှိတာ အဲ့ကြတော့ဟိုဟာလည်းမစားဘူးဒီဟာလေးတွေတော့အခြေပြုတာပေါ့နော်ဒါပေမဲ့ဆရာဟိုခုနကလိုနည်းနည်းမှမသိသေးတဲ့ဆိုရင်တော့ကောင်းတယ် ဟုတ်တယ်ဟုတ်တယ် ဒီကလာဆရာဒါပေမဲ့ခုနညံဆုံးတယောက်လိုက်မယ်ဆိုရင်မရနိုင် မရနိုင်ဘူး ခွေနာခဲ့ပြီးတော့ဒီပါဆရာရှိရောက်တော့အရင်နားလည်းလွဲသွား အဲ့ဒီမှာနားလည်းလွယ်ပြီးသူကပြီးသွားတယ်ပြီးဆုံးတဲ့ထိရသွားတယ် ဟုတ်တယ်ဟုတ်တယ် အဲ့ဒီဟာသူကပြန်ဆုံးနိုင်ဆက်လို့အောင်မယ် ဟုတ်တယ် ဟုတ်တယ်တန်းတန်း တလည်းသူကအဲ့လောက်ထိသိပြီးလို့ကတညံဒီရောက်နိုင်တယ်ဆရာဒါပေမဲ့သူကသစ္စာလေးပါရေလို့သူကမပြော မပြောအဲ့နာပဲလေ သဘာဝ အခုကနားတော့အခြေခံကပြောနေတာလေနားရနဲ့တုံရလေးတကယ်ခန္ဓာတုံရပြအာယုခန္ဓာတုံရပြ ဟုတ်ပါတယ် အာယုံနဲ့တုံညက်တယ်သူတို့အဲ့ဒီဟာကိုမပြောနိုင်ဘူး အေးမပြောနိုင်တာပဲပြီးတော့အခုကဥသာသနာတစ်ခုလုံးကအနတ္တတကယ်ခန္ဓာကိုအနတ္တဘုရားဟောလို့ဟုတ် ဟုတ်တယ်ဟုတ်တယ် အာယုခန္ဓာကိုမသိဘူးမသိတဲ့အခါကျတော့တကယ်ခန္ဓာအနတ္တဆိုရင်ဟောတကယ်ခန္ဓာတုံညက်ဖြစ်ရမယ် ဟုတ်တယ် အဲ့မှန်ပါ အမှန်တ တ က က ယ် ယ် ခ ခ န္ န္ ဓာ ဓာအနေစာဒုက္ခအနတ္တလို့ယူတယ် အဲ ခုနဆရာပြောလို့တုံညလို့ချပြလိုက်ရင်မမြင်ရတော့ မရတော့ဘူးလုံးဝအဲ့မရတော့တစ်ချက်လေ ဟုတ်တယ် အဲ့တော့ဒါပေမဲ့ तू ကခိုင်ခန့်ကအခုဆွဆွဲနေတာကတကယ်ခန္ဓာသားနဲ့နေတဲ့လောကနဲ့တာ ဟုတ်တယ်လေဒါပေမဲ့လို့ခုနလိုဆရာတုံညချပြမရဘူး မရတဲ့ခါကျတော့အခု ရင်းမိပြီ အဲ့တကယ်ခန္ဓာတုံညလာမေးတော့ အဲ့မှာသူကတုံညကိုသူမဆိုင်နိုင်ဘူး မော်လေစိုက်ကြလည်းမရှိတော့ဘူး မရှိတော့ဒီကတိုင်းတုံညစိတ်လည်းမရှိတော့ကျမလည်းမြင်လာအကြီးကြီးတော့ရည်စားခဲ့လို့ အဲ့ခန္ဓာတုံညဖြစ်ရင်ရောဒိဗံရောက်လား အဲ့ဒါပြောတာအဲ့ဒါလည်းမရောက်နိုင် ဒါလည်းမရောက်နိုင်ဘူး သူကနိဗ္ဗာန်ရောက်တာကိုလည်းဆရာတေချာကိုယ်ကပြပြမသိဘူး ဒီဝဲလာရ မသိဘူးဆရာနိဗ္ဗာန်ရောက်လားမသိနဲ့ အဲ့မှာမပြောရသေး ဟု ဘူး တ်တယ်နိဗ္ဗာန်ကိုဘယ်ဟာရောက်နေမှကိုမသိဘူးဘယ်ခန္ဓာနဲ့ရောက်နေမှမသိတာ အဲ့လား သူကနိဗ္ဗာန်ဝေးတယ်ပဲဆရာ အဲ့ဒါသူတို့စိတ်ကဝေးတဲ့နည်းတယ်မဟုတ်ဘူးတကယ်ကိုဘယ်ခန္ဓာနဲ့ရောက်ဘယ်ဝိညာဉ်နဲ့ရောက်မသိတာ ဟုတ်တယ်လား ဟုတ်တယ်ကျမလည်းအများကြီးသိတဲ့ခါကျသူအဲ့ကျန်တော့ကြတယ်နေရတဲ့ဒီလိုမျိုးတွေနေသိနေဆိုရင်နေကတညံရဒါနင်းတို့ထင်နေတာထင်လေလို့ပြောတယ်ဗျာကျမတို့ဒါအဆုံးကြီးဆိုရင် သူတို့အမှန်တရားတွေပြောဆုံးတယ် အဲ့ကျသူကအဲ့နာတီကိုမရောက်တော့လေကျမပြောနင်တို့ဆက်လုပ်လိုက်ရင်ရမယ်ဒီကိစ္စညာလောင်းလည်းဖြစ်နေပြီအဲ့တော့ဆရာတို့နားလိုက်ငါတို့ဒီဆရာနားလိုက်ရင်နင်တို့အဲ့ဒါဆိုရင်အဆုံးသတ်သွားမယ်အဲ့လိုပြောတာကိုလေအဲ့တော့လေအေးပါနဲ့ဆိုပြီးတော့လေအဲ့နားလေးတွေအဲ့ဒါလည်းပဲသိနေတယ်ဘယ်လိုလဲရှင်းလို့ရှင်းတယ်ပြောမှာဒါပေမဲ့ခုနကတိုက်နေရောက်ဘူး ခုနပြောလို့ပေါ့အခု ဒီမရဘူးတော့ မရောက် မရောက်တဲ့ပြင်အခုကဒီလိုလေအခုဓမ္မစီရနဲ့ပလီပေါ်မှာဟောနေတဲ့ပုံကိုလေ အဲ့ဒါမရောက်တာ အားပြဒနာ ဘာလို့သူတို့ကတကယ်ခန္ဓာကိုဒိဋ္ဌဒုက္ခနဲ့ဟောနေ ဟုတ်တယ် တကယ်ခန္ဓာကိုဒုက္ခသစ္စာဟောနေ ဟုတ်တယ်ဆရာ အဲ့တော့တကယ်ခန္ဓာဒီအနတ္တဖြစ်မယ်ဆိုရင်တကယ်ခန္ဓာသုံးညဖြစ်ရ ဟုတ်တယ် အဲ့တော့အခုလည်းမဖြစ်ဘူးအရင်တော့လည်းမဖြစ်ခဲ့ဘူးနောက်လည်းဖြစ်မှာမဟုတ်ဘူး ဟုတ်တယ်ဆရာ အဲ့တော့ဘုရားဒီမမနဲ့တရားယူဘယ်လိုဟောပါမလဲ ဟုတ်တယ် ဟုတ်တယ်ဒါပေမဲ့အဲ့ဒါကိုအကုန်လုံးကလက်ခံပြီးတော့အဲ့တရားအမှန်ဖြစ်ပြီးတော့
ဟိုဒီဘက်ကအမှန်ပြောတဲ့လူတွေကအာရမပါတရားတွေပြည့်စည်ကုန်နေတယ်သူကစိုးရိမ်နေဘယ်လိုလဲပြဿနာတက်နေလဲကျွန်တော်ပြောတာပေါ့အေးအဲ့ဒါ ဘိုးဘဆရာတော်ဘုရားကြီးစကားနဲ့ပြောရရင်ရေထဲကိုရောက်နေတဲ့လူတွေကကောင်းကောင်းလေးကိုလှမ်းစိတ်ဘူးတယ်အဲ့လိုနော်နော်တကယ်ဟုတ်တယ်ညာကောင်းကောင်းလေးစချာကိုစရဓမ္မစပြည့်ရင်နေပြီကောင်းကောင်းတို့ကြည့်နေတာမျိုးကောင်းလေးတက်တာကမြုပ်တော့မယ်အဲ့လိုဖြစ်နေတော့ဟုတ်တယ် ဟုတ်ကဲ့အမှားလေးငါတို့ရေမနစ်စိနေ ကောင်းနေကြတယ်ဆရာပြောလိုက်ပြောပါအမ ပြောလေဘာပြောပါ တကယ်ခန္ဓာတဲ့ဟိုနိဗ္ဗာန်မဝင်ခင်သာ0မဟုတ်တာတဲ့တကယ်နိဗ္ဗာန်ဝင်သွားရင်တော့0ဖြစ်ပြီပေါ့နော်တဲ့ဟုတ်တော့ဟုတ်တယ်တကယ်ခန္ဓာနိဗ္ဗာန်ဝင်သွားဘလို့0ဖြစ်မှာလဲဒီဖိုစိတ်ကဥပမရှိတော့ဘူးဘယ်မရှိတော့ထီဆိုတော့0လားထီလားထီဆိုတာ0လားရှိတာ ကန္နာကြီးအပြာဖြစ်မှာ ရှိတာခန္ဓာရဲ့ ဒါလေးပါးရတော့ဒါလေးပါးတော့ကျွန်တော်တို့ဟုတ်တယ် ပြာ မိနစ်တွေထက်လိုက်ရင်ကျွန်တော်ပြပဲကျင်တယ် ပြာဖြစ်ပါဒါပဲပြာဖြစ်မှာဟိုကငါတို့ကြမှာ တကယ်ခန္ဓာဘယ်တော့မှ0မဟုတ် မဟုတ် ဘုံဘယ်တော့မှ0မဟုတ် နိဗ္ဗာန်ဝင်လဲ0မဟုတ်နိဗ္ဗာန်ဝင်ခင်လဲ0မဟုတ် ဘုံအဲ့ဒါကြောင့်မလို့ဘုရားဝါဒ0ဝါဒနဲ့ဘယ်လိုလုပ်တဲ့ တကယ်ခန္ဓာပြာဖြစ်မှာ ဒါလေးပါးခန္ဓာပြောပါဒါလေးပါးခန္ဓာ0ပြာဖြစ်ပါ အာရမဏိကခန္ဓာရဲ့ ဟုတ်တယ်အာရမဏိက အဲ့ဒါကြီးပြာဖြစ်မှာ အာရမဏိက မန္တိသေးကဓာတ်တော်ကြပါစေဆိုရင်တော့ကြမှာ ဒါတော့အခုလည်းလုပ်လို့ရပါတယ် ရတယ် 9ရက်လောက်လုပ်လိုက်ဟုတ်တယ် ဗရာပဲပဲဟို 9ရက်လောက်မေးမနေ ဘယ်လိုလုပ်နေပါလဲပဲလား အဲ့လိုအဲ့ဒါမလို့ဆန်းစစ်ရမှာပေါ့နော် ဟုတ်တယ် ကျွန်တော်ပြောတာအရိယာပြောတဲ့စကားလူမှာပေါ့ဒီကပြိဝေးတော့ပြိဝေးတော့ပြန်လူမှာပေါ့ဒါပေမဲ့ပြီးရတာဘာလို့နားမလဲ စားနိုင်တယ်ဗျာ ညမရတာ မပိုင်းချနိုင်ဘူး အဲ့ဒါလေးစိတ်ကစားနိုင်တယ်ပိုင်းစား အခုအဒီပြုံးတာနားလည်းနေပြီဘိုးဆိုင်ပြောရတော့မိုးကြောနေပြီအဲ့လိုကြောတာ ဟိုဟင်းလေး ပိုင်းချနိုင်တယ်ဒါပဲလေ ပြောပါ ကိုရာအဲ့ဒီတော့ဒီလိုလူကိုရနေ ရင်းနှွေးရောရတယ်တူတူတက်တာ ကျွန်တော်ပြောတဲ့ကိုတွေထုတ်နာတာမလား ဟုတ်တယ်ဆိုအဲ့ဒီခွေတွေကြီးပဲထုံတာပဲဆိုတာ အဲ့လိုဒီအရိယာပြောတဲ့စကားတွေလူတွေနားမှမကြဘူးကိုအရိယာမပြောတာမဟုတ်ပြောတယ်ကိုအယူအစွဲကတားထားတယ် ဒါ ဟောပြောတာကျွန်တော်တို့တရားနားထောင်တာပဲအဲကျွန်တော်တို့လည်းဘယ်လိုမှတရားကိုကျွန်တော်တို့ကအခုကျွန်တော်လွယ်ကူမှာသွားပြောတော့ဒီရလူတွေကျွန်တော်ဝိုင်းဆောင်တယ်မလာပြီတဲ့မှာအာယုံဖွဲ့အာယုံဖွဲ့လာပြီဟာဒုက္ခပဲဟာအာယုံကအာယုံဖွဲ့အာယုံကနဲ့ခန္ဓာအာယုံပြောပြီးတော့ဒါအရိယာပြောတာရှိမရှိဆိုပြန်နားထောင်မယ်ဆိုခွေလည်းပြန်နားထောင်အရိယာကိုလည်းပြောခဲ့တယ်ကျွန်တော်လည်းအရင်တော့ကဒါကိုနားလိုက်ခဲ့တာမဟုတ်ဒီတိတ်ခွေတွေကိုတော့နားထောင်ခဲ့တယ်ဒါပေမဲ့နားမလည်ခဲ့ဒီကနေ့တော့မှအမဘိုးဆိုင်ကိုယ်တိုင်ကပြောခဲ့တာကအာယုံဆိုတာဟုတ်တော့လာပါရှိပါလေယုံနာကလည်းခေါ်တယ်နိဗ္ဗာန်ကလည်းခေါ်တယ်အဲယုံနာနဲ့နိဗ္ဗာန်အာယုံပဲခေါ်တယ်အာရမဏိကဒီနိဗ္ဗာန်ဆိုတာရထားကိုရောက်ပါတယ်အရိယာတွေပြောခဲ့တယ်အဲပြောခဲ့ပေမဲ့သူကအကျယ်တုံးအရှိကြီးပြောတာပုံနဲ့တိုရီလေးတွေပြောခဲ့တာဆိုတော့ဘယ်သူမှတော့အလေးနဲ့ပြုပြီးတော့နားမလဲနားမထောင်ဘူးလို့ပြောလိုက်ကြည့်တဲ့ခါကျတော့မှဘယ်ယဟနာမဆိုအာယုံသွားမပြောဘဲနဲ့မရှိဘူးပြောခဲ့ယဟနာမှန်တယ်မြတ်ဘယ်လိုနားလဲ အဲ့တော့မနာတဲ့လူတွေကလိုက်ပြောနေနော်တိုက်ခံ မနာရမဟုတ်နာတယ်သူတို့လည်းနာကြတယ်နာပေမဲ့အဲ့တိတ်ခွေကိုအခါ1000ဖွင့်မကြောက်ဘူး ကြောက်ဖြစ်နေနော် အဲ့ဒါမကြောက်သူတို့ပိုင်းခြားပြီးနားလဲထားတယ်မဟုတ်တာ ဟုတ်တယ် အခုဒီမှာရှိတဲ့လူတွေအကုန်လုံးနားထောင်အကုန်လုံးနားလဲ ဟုတ်တယ် အခုကျန်တဲ့ဒီပညာသာနာမရလေးမပိုင်းခြားနေတဲ့ပုံကိုယ်တွေအဲ့ဒီခွေတွေအကုန်နားထောင်နေကြတယ်ဒါပေမဲ့ နားမလဲ နားမလဲကြတော့ဖတ်မလား ကောင်းတယ်ဆိုရှင် ပါလဲမေးပါလို့မေး မေးလိုက်ပါ အားပြောမှာ ဒီဘာဘာဖြစ်လို့လဲကြိုက်ပါ ကိုမှထွေဝင်နေတဲ့အချိန်ပြီးလို့ရှိရင်မူးမေ့နေတဲ့အချိန် အာ နောက်ပြီးတော့အိမ်မက်မက်နေတဲ့အချိန် ဟုတ်ကဲ့ နောက်ပြီးတော့အိပ်ပျော်နေတဲ့အချိန် ဟုတ်ကဲ့အဲ့ဒီရော အကုန်လုံးအာယုံလွတ်နေတာလားအဲ့ဒါသိချင် သူကအာယုံကင်းတဲ့အချိန်လို့မရှိဘူးအိပ်ပျော်နေတဲ့အချိန်မှာလည်းပဲဘဝင်စိတ်ကရှိတယ်ဘဝင်စိတ်ကလည်းဟိုကဘဝင်စိတ်ကတော့ဟိုလိုးကြတဲ့စိတ်မဟုတ်ဘူးလေအိပ်ပျော်တဲ့စိတ်ဝင်စိတ်နဲ့အိပ်နေမှာအဲ့ဘဝင်စိတ်ကအတည့်ရဲ့ကာမနမိတ်ဂိနမိတ်ကိုအာယုံပြုဒါပေမဲ့အဲ့ဘဝင်စိတ်ကဟာလားနည်းနည်းနိုးကြလာတဲ့ခါကျတော့သိအနိုးကြီးလည်းမဟုတ်ဘူးအိပ်တယ်လည်းမဟုတ်တဲ့ဂျားထဲမှာအိမ်မက်ဆိုတာဖြစ်တယ်
အိမ်မက်ဆိုတာဖြစ်တဲ့ခါကျတော့လိုးလာတဲ့ခါကျတော့အဲ့အိမ်မက်လေးကိုကြိုက်တာဆိုရင်ကောင်းတာဆိုရင်ပြန်မှတ်ပြီမကောင်းတာဆိုလို့ရှိရင်လည်းပဲထိတ်လန့်ကြရင်လိုးလာတော့ချွေးပါပြန်ပြီးတော့မှအဲ့ဒါဘာလဲဆိုတော့ဘုံစိတ်ကနေပြုတ်တဲ့အတိတ်ကလာတဲ့ကံကမ္မနဲ့ပဲအတိတ်ဆိုတာလည်းကိုပြုတ်ခဲ့တဲ့ကောင်းကံမကောင်းကံပေါ့အဲ့ဒီအရေးတွေပေါ့မှာဟလာကိုယ့်ရဲ့ဒီဥပါဒဏ်နဲ့ပေါင်းပြီးတော့မှထိတ်လန့်စရာဆိုထိတ်လန့်စရာပေါ့အตายရစရာဆိုလည်းตายရစရာပေါ့အဲ့တော့အာယုကိစိတ်တဲ့ရှင်ကတော့မရှိဘူး ဓာတိပေးတာတော့ အဲ ဒီကဓာတိပေးတာတော့ လိမ့်မိတာဟိုတလောကကိုအောင်ကိုအမေရိကနေပြီးတော့ဆရာနဲ့ဆွေးနွေးတော့အဲ့ဒါပေါ့ဟိုမေးစေးပေးပြီးတော့ခွဲစိတ်နေတဲ့ အဲမေးစေးပေးတဲ့အချိန်မှာလည်းပဲသူကဒီလူကြီးကမေ့တာလေသူ့ရဲ့စိတ်ကတော့ကြာတဲ့အာယုံတွေကတော့သွားနေဟုတ်တယ် ရှင်းသွားတယ်အဲ့တော့နောက်ဆုံးတော့ဆရာတော့ဒါပေမဲ့အာယုံစိတ်တာမရှိဘူး အာယုံမရှိဘူး ကင်းတာမရှိဘူးနော်ကင်းတာမရှိ မရှိဘူးတဲ့ ဒါပေမဲ့ဘယ်အချိန်မှရှိနေလို့ပြီးတော့ဒိဗ္ဗဝင်တဲ့အခါမှာအကျိုးမဲ့ဖို့တွေကြားတဲ့အခါမှာတော့အာယုံကင်းစိတ်သွားတယ်အဲဒီရသွားတယ်အာယုံရှိနေတဲ့မြတ်ကလပတ်လုံးသာရလင်းနေမှာပဲပဋ္ဌာန်းပစ္စည်းကလက်နေမှာပဲအာယုံရက်သွားပြီဆိုတော့လည်းအဲပဋ္ဌာန်းလည်းရက်သွားတယ်ဟလာ ဘူး။နိဗ္ဗာန်ချမ်းသာနေနေတဲ့အချိန်ကြတာ နိဗ္ဗာန်ချမ်းသာတဲ့ချိန်နဲ့အာယုံလွတ်တယ်လေသစ္စာလွတ်တယ် အကျိုးကြား အကျိုးကြားတဲ့ချိန်တွေဘာလို့ဖြစ်ပြဆုံးနေဆိုတော့အာယုံထဲမှာဘာယုံနာမှမရှိတော့ဘူးဒါမှမဟုတ်ဥကျုပ်ကကျွန်တော်သူကနောက်ပိုင်းဟိုသူအားထုတ်မှရမယ်ဆိုရင်မဟုတ်ဆိုရင်တရားပဲသူကခိုင်ငံ့ယူလိုက်တော့ဒါမှမဟုတ်အာယုံအန်ဒီမိတယ်လေအဲ့ဒီတော့ကမလည်းမေးတယ်ဆရာအာယုံဘယ်လိုရက်လဲလို့မေးတော့သူကဘာပြောလဲဆိုတော့အာယုံကဘယ်စိတ်မှမရောက်ဘူးအာယုံရက်တယ်ဆိုတော့မရှိဘူးတဲ့ဒါမှန်မှန်ဟုတ်တယ်လို့ပြောအကောဘာမှပြောမအောင်သူစမ်းရပဲဒါပေမဲ့အာယုံရက်တဲ့အကြောင်းနဲ့ကျွန်တော်ခိုင်ငံ့ပြန်ရှင်းပြလေဘယ်ချိန်မှရက်လဲအကျိုးမဲ့ဖို့ကြားလိုက်ချိန်ကာသင်္ခါရဣဒသင်္ခါရဝိသင်္ခါရသုံးလုံးရက်သွားပြီအခန္ဓာတွေရှိအတိုက်ဓာတ်တွေလည်းရှိဒါပေမဲ့ယုံနာနေဖြစ်သေးတယ်မဖြစ်တော့ဘယ်တော်ရမှယုံနာမဖြစ်တော့အမြောက်နဲ့ပြည့်နားကြည့်တဲ့ရှိတယ်အမြောက်တန်ရှိတယ်ဒါပေမဲ့ကြာစိတ်ရနေကြားတော့တောင်းလို့ဘုရားရှင်ဒီရသမဘဝင်စားနေတဲ့အချိန်မှာမိုးချိုးပြစ်တာအဲသူဘေးနာလဲလုံနေတဲ့ပုဂ္ဂိုလ်အဲနွားငါကောင်လုံးသေသွားတယ်လေဒီလောက်ကြီးမိုးချိုးထက်တော့သူနားတွေကပ်ပြစ်သွားတယ်ဒါဘုရားရှင်ဒီအတန်ကိုသူမကြလိုက်ဘာသူဒီရသမဘဝင်စားနေတာအဲ့ဒါကြောင့်မလို့အဲ့အချိန်မှာဟာလာအာယုန်တွေရက်အဲကြောင့်အာယုန်ရက်လေအဲဒီအာယုန်နာယုတ်တွေချုပ်နေလို့အောင်လို့သူကအာယုန်ရက်တာမရှိဘူးလို့ကျွန်တော်ကဘာလို့သူကဒီမစုံစည်းဘူးရင်ဒါတွေကဘလို့နားလဲနားမလဲနဲ့ဟုတ်တယ်မလားဒါကကားသင်္ခါရရက်ပြီဆိုရင်ဘုံလေးထွက်လေးရက်ပြီနောက်ဝစီသင်္ခါရဆိုရင်ဝိတဝိသရာရက်ပြီအတူတူရက်နောက်ဝေနာတညာတွေရက်အဲ့လိုရက်ပြီးတော့အာယုရက်တဲ့ဟာကိုတစ်ချိန်ကြုံနေတယ်ပြန်နဲ့သောတပတ္တိမက်ကိုနှစ်ချိန်ကြုံဝင်သရဂံမိမက်ကိုဟောလို့အောင်လို့ဟလာကိုကျွန်တော်ဝိမုဒ္ဓိညာဟောတဲ့ခါကျတော့သစ္စာဝိမုတ်ကာရဝိမုတ်ဟလာအာယုအာရမဏိကဝိမုတ်ဆိုတာပါဟုတ်တယ်အနောက်ဆုံးတကယ်တော့ဒီအာယုကနေလွတ်မြောက်သွားမှာသုံးသလုံးတန်တရားတွေကသူကတ်မှာအာယုအရှိထားတဲ့ရသူကဟောမနောကအာယုပေါ်တဲ့ပြန်နဲ့ဟလာအရှိထားဥပ္ပန္နခန္ဓာတိဆောက်တယ်ဒီဆောက်နေတဲ့ခါကျတော့အဝိဇ္ဇာသင်္ခါရပရိစ္ဆေသမုပ္ပါဒံတွေရဲ့လဲနေမှာလေနိဗ္ဗာန်ဝင်မဲ့အခါကျတော့ဒီကိတ္တညာနောက်ဆုံးသာတိလို့ဘာကြောင့်ဆုံးဖြတ်တာလဲမေးတဲ့ခါကျတော့ဟိုဘက်တော့ဒီမရဏတဏ္ဍဇောမှာသူကအာယုံရပ်လိုက်တာဒါလို့နောက်ခန္ဓာပေါ်မှာဥပါဒံမဆိုရင်ကွာနိဗ္ဗာန်ဝင်တာပါပဲလို့ပြောဟာလားဒီကဥပါဒံရထားတဲ့ခါကျတော့အာယုံကလည်းမရှိတော့အာယုံမရှိတော့တည်တဲ့အချိန်မှာဘာအာယုံမှမလာတာလေအာယုံမှမရှိတဲ့ခါကျတော့ငါဇောလာသေးလားတိမရှင်မရောလာသေးလားစင်းရချမ်းတော့ဒါတော့လူတွေရဲ့ထင်တာသူဟိုမှာနောက်ဆုံးပြဏ္ဍာန်တန်ဆောမှာလုံးဝငြိမ်သက်ပြီးတော့အဲ့ဒီငြိမ်သက်ခြင်းကိုတိလျက်နဲ့နိဗ္ဗာန်ကိုဝင်ပါတယ်လို့ပြောတယ်။ရေးထားတာဆက်မသိဘဲနဲ့နိဗ္ဗာန်ကိုဝရဝဝင်တာမရှိဘူးဟုတ်လားဒါကိုသိမြင်ခံစားပြီးတော့မှဝင်သွားတာပဲအဲ့မတန်ထူးဆန်းပါတယ်အဲ့ဒါဒီရဲ့ထပ်ပေါက်ဝင်တန်လာရဲ့ထပ်ပေါက်ကိုလည်းဒီတရားတစ်ခါတစ်ခါပွင့်มาကျွန်တော်တို့သိမြင်ဝင်နားလည်းမရကြဘူးလေပြီးတော့လည်းအခုရှုပ်ထွေးနေတဲ့ဒီထဲမှာဒီမှားတရားကြီးကိုမဖြိုခွင်းနိုင်ဘူးမရှင်းနိုင်မရှင်းနိုင်မင်းလည်းခုကျွန်တော်တို့တွေဝမ်းနေတဲ့ကောင်ကလည်းပြောသလိုပေါ့
နေဗန်ရဖို့အတွက်ဌာနတွေပြုကြဤလာတွေစောက်တည်ကြဟုတ်လားဘာဝနာသမထတွေအားထုတ်ကြသတိပဋ္ဌာန်တွေလုပ်နေကြတာဒါပေမဲ့နေဗန်ရောက်နိုင်တဲ့အကြောင်းရင်းစင်စစ်ဟုတ်သလားဆိုတခုမှမဟုတ်ဘူးရောက်ဖို့အထောက်ပံ့တယ်တော့ဟုတ်ဒါဘူးမပြောရင်နာတာပေါ့နာတာပေါ့ချိန်နေအများကြီး ပြောရတာဆရာသောတာပန်ဒီတော့မခိုင်တော့ ပြောရဲဘူးလေသဘောတည်းအဲ့ဒီချိန်ဒီမလန်းနိုင်တကယ်အကြောင်းရင်းစင်စစ်ကြတော့ဘုရားဥဒ္ဒါနာမဟုတ်ပါဘူးအဲ့လိုလူမျိုးတွေမရှိတော့ပါဘူးဖြည့်စည်းဖြစ်ပေါ့ဟုတ်တယ်မလားအဲ့ဒါတော်တော်ရင်သားကြကောင်းတဲ့အပြည့်မလုတ်တင်တာတွေတို့လုတ်တယ်ဟုတ်သစ္စာသိရမယ်အလုတ်ကသစ္စာမသိဘဲနဲ့ဘယ်သူမှမဟုတ်နေမှမရနိုင်တော့သိတယ်တော့သစ္စာတကယ်အရိယသစ္စာဟောပြီးအရိယသစ္စာသိခိုင်းတဲ့ခါကျတော့အဲ့လိုသစ္စာသိနေတဲ့ပုံစံတွေမရှိတော့ပါဘူးလေဒီခေတ်ကအားထုတ်မှပဲရတော့မှာဆိုပွဲပြီးသွားတော့ပေါ့ဟုတ်တယ်အဆန်းစစ်မှုလည်းမရှိဘူးအဲ့ဒါကိုခြေပတ်မဲ့လူလည်းမရှိဘူးဒါဟုတ်ဒီဘက်ကကျွန်တော်တို့ဆန်းစစ်ပြတဲ့ခါကျတော့အကြောင်းဟုတ်လားမဟုတ်လားလို့ပြန်ဆန်းစစ်ပြတဲ့ခါကျပြနိုင်တဲ့သူတို့ကပြောတယ်သူကလေအဲ့ဒီကအားထုတ်မှရမယ်ဆိုတော့ကျွန်တော်တကယ်ကြီးသူကညာ16ညံအထိသူကရရင်သူကနေပါဝင်ပြီပေါ့အဲ့ဒါဆိုရင်သစ္စာလေးပါးနဲ့ဘယ်နာမှာဟုတ်လားတူညီတာဘယ်နာမှာလဲဘယ်နာမှာကိုက်ညီတာလဲဘယ်နာမှာမကိုက်ညီတဲ့သစ္စာနဲ့ဘယ်လိုလုပ်ပြီးတော့သစ္စာလွတ်တဲ့ညာကဘယ်နာမှာလဲကျမမေးတာပေါ့နော်ဒီ16ညံလေးကဟာသစ္စာလွတ်တဲ့ညာနဲ့ဘယ်ဟာလဲဆိုတဲ့အတိုင်းအဲ့လိုလည်းမပြောတတ်နိုင်ဘူးပြောနိုင်ဘူးမပြောနိုင်ဘူးမပြောနိုင်တဲ့ခါကျကဲသစ္စာမသိပဲနဲ့ဒီမှမရောက်ပါဘူးလို့ပြောထားပါတယ်လို့ပြောတဲ့ခါကျသူတို့ကအဲ့ဒီသစ္စာလေးပါးကိုပြောကြည့်ပဲညာအဲ့ဒီညာစိတ်16နဲ့ပဲဆိုတာနဲ့ဒီပါသွားဖို့ဟုတ်တယ်မာစီနာဆိုကိုဆိုးတာပေါ့ဒါပုံမှန်ရခဲ့ရမာစီပဲတဏ္ဍမရေမာစီတို့ပဲဆရာအဲ့ဒါမာစီတို့က45ရဲ့သမထလုပ်လိုက်ဘာမှပြောကနေမှတ်ခိုင်းတာရောက်တယ်ဘာမှပြင်ပြရမှာမှတ်ပဲအပြင်45ရဲ့ပြည့်တဲ့ခါကျတော့ညာစင်နာခနဲ့ညာစင်နာပြီးတော့မှအဲ့ညာစင်လဲနာပြီးတော့ဒါသူတော်တော်မှဖြစ်သွားပြီပြန်လာအဲ့ဒီတော့ဟုတ်တယ်ဖြစ်သွားပြီပြန်လာတာဟုတ်တယ်အဲ့စကြောင်ညာကိုရပြီအဲ့ဆိုသစ္စာလွတ်တဲ့ညာကဘယ်ညာလဲကျွန်တော်ပြောတာဖတ်ဖြစ်တယ်ဆိုတော့ဘုစိတ်တူပြောတာတော့ဘောလာတယ်သင်္ကညာလားအဲ့ဒါလည်းမသိဘူးလားအဲ့ဒါကြီးလည်းမသိဘူးဒီဘက်နဲ့သူကနေပါဟုတ်တယ်ဒါပေမဲ့တခါချင်းက60ကျော်ကြီးတယ်ဒါဆိုရင်ကိုကအဲ့ဒါကြီးပြန်လို့ဒီမစကြပတ်တာသူဆက်ပြီးတော့ကျင်းမှုရလို့ဒါလေးရနေဆိုရင်နည်းနည်းလေးကနီးနေအဲ့ဒါကိုနီးနေနည်းနည်းလေးပဲခေါ်တာဟုတ်သစ္စာဒီရတော့ဒီရတော့ပြီးလိုက်ရင်ဒီညာလေးလဲဆိုရင်ဘယ်တော့ဒီကကျွန်တော်မှန်တယ်အဲ့လိုဒီဘက်ကိုအရေးကိုမလုံးဘူးလောက်တာသူကဥပဒနာညာကစကျွန်တော်ပြောဥပါရတာတွေနဘာကပြိဿညာဆိုတာနာယုတ်ကိုပိုင်းခြားသိရအဲ့ကြောင့်ပိုင်းခြားခိုင်းတာလေဥပဒနာကဏ္ဍသိစေတယ်ဟုတ်လားအဲ့ဥပဒနာကဏ္ဍသိရတဲ့ကအဲ့နောက်ပိုင်းဒုတိယမြောက်ညာဖြစ်တဲ့ဟိတုပစ္စယညာအကြောင်းကျိုးသိတဲ့ညာဘယ်ခန္ဓာရဲ့အကြောင်းကျိုးဖျားသိခိုင်းတာလဲဟုတ်လားတကယ်ဖြစ်တဲ့ခန္ဓာရဲ့အကြောင်းကျိုးလားအာဥပဒနာခန္ဓာရဲ့အကြောင်းကျိုးလားဥပဒနာခန္ဓာရဲ့အကြောင်းကျိုးဟုတ်တယ်မလားတကယ်ဖြစ်ပြလို့မှတ်ခိုင်းမှတယ်ဘယ်ဖြစ်ပြကိုမှတ်ခိုင်းတာလဲဟုတ်တယ်ဘယ်ဖြစ်ပြမလို့တကယ်ဖြစ်တဲ့ခန္ဓာရဲ့ဖြစ်ပြလားအာဥပဒနာခန္ဓာဖြစ်ပြလားကျွန်တော်အားထုတ်တော့တကယ်ပြည့်တဲ့ခန္ဓာကြီးကိုမှတ်နေအဲ့ဒါအကုန်လုံးခံနေရတာဟုတ်တယ်ဆရာအဲ့ဒါကြီးကိုမှတ်နေတာအဲ့ဒါကြီးမှတ်နေရောရောပြင်းနေတာအာပတ်တာဘယ်လိုချုပ်မှာလဲဟုတ်တော့ဘယ်တော့မှပြီးမှမဟုတ်တရားကြီးတော့အဲ့ဒါဒီတော့သိတယ်အဲ့ဒါကျလို့ဒါလည်းကိုအောက်ခံပြီးတော့ဝေဒနာကြောတယ်ဟုတ်တယ်ဒါဒါပြီးဆိုပြတယ်ဒါပြီးဆိုပြန်တော့ပြောလို့ကြီးလို့နေရမှာဒီနေ့တကယ်ကိုကျေးဇူးတင်တယ်ပါဒီရောတတလုံးဘယ်တော့ပြီးမှအဲ့ဒါပြည့်ပြောမှမလို့ပါဘူးမတ်ချိုပြုံးလို့အခွဲရရအောင်တရားလေဟုတ်တယ်ဆိုရအကုန်တပထဆိုခါအရန်အကောင်းတာထိုင်ပြလဲပြက်ကိုလဲပြက်ကုန်ပြက်ခဲ့နော်အဲ့လိုပြောမပြောဘူးမရဘာစတော့မပြောဘူးကျမတို့စိတ်ကြီးပြက်ကုန်တာပြောလို့ဆရာဟောနေလားပြောပြီးကျမတို့အားတော့တော့မှတော့ပြအောင်မဟုတ်ဘူးပြပြကလည်းတလုံးဆုံးတော့ပြောရင်ဘိုးလေးကနေပြီးတော့ငေါ်လာငါတရားဟောမလို့မကိုက်ပါဘူးဆရာလည်းနည်းနည်းတော့ကျမတို့ဘိုးကိုင်းနေဖွယ်ဝင်းကိုင်းတာမို့ဘိုးပြင်းတာမကဘူးတော့ဟိုသစ္စာတရားတွေကိုခါသိအောင်ဟောပေးပြီးတော့တကယ်သိတဲ့ခါကျတော့လေအဲ့လိုဘိုးမြင့်ဖြစ်ပြန်ရောမပြေဘူးဆရာကြည့်မလားဒါပေမဲ့သိလာတဲ့ခါကျင်းတတ်တာပြီးတော့ဖိတိတွေဖြစ်ပြီးတော့နားတော့ကျမအဲ့လိုဖြစ်တာအဲ့လိုဖြစ်ပြီးတော့လေနည်းနည်းလေးပဲလိုတော့တာပါနင်တို့သိရမလားညားလေးလို့ဆိုတ
သူကလေနေကအရင်တော့ကတော့အားထုတ်နေအခုကျအားမထုတ်ဘဲနဲ့ငါတို့ဒါလာပြောနေသွားတာသူက ကိုတော့ပြက်တယ်ပြက်တယ်လေ ကျွန်တော်ဒေါက်တာလေးပြောတာတတိယရဲ့တိလားအရင်တော့အထူးကူလေအားမထုတ်ဘဲနဲ့ငါတို့သစ္စာလေးပါးတွေလာပြောနေတယ် စားရတာစားရတာ တော့မပြောမှမပြောနိုင်တာ ဟုတ်တယ်ဟိုတော့ဘာသစ္စာလေးပါဆရာတော်ကြီးတွေអော်နေရတာပဲရှိတယ်ဖြစ်ကဘာသစ္စာဆိုဒုက္ခသစ္စာပဲဗျာသေရာကဘာသစ္စာတမှုတွေသစ္စာပါဗျာ ဘာလဲစီထဲရတယ်စီလိုစီထဲမှာ ပတ်စာလေးပါအဲ့လေးလုံးနဲ့ပြည့်သွားသူတို့ဒီကနေပါဒီကနေ9မိနစ်လောက်မှပတ်စာလေးပါပြည့်တာဟုတ်လား အဲ့တော့နားမှာချလာပါ ဟာဖြစ်ပြက်ကဘာဖြစ်သားဆိုဘေးကဘာဖြစ်ပြက်လဲ ဟုတ်တယ်အဲ့ဒီလိုမမေးဘူး ဘယ်ခန္ဓာဖြစ်ပြက်လဲသူတို့မသိဘူး ကြည့်ဦးလေ တော့သိတော့တကယ်ဖြစ်ပြက်ရှိကိုဒုက္ခသစ္စာလုံးလား ဟုတ်တယ် ဟုတ်တယ်ဆရာ ခန္ဓာနှစ်စုံမှမသိမှာ မသိဘူးတောင်းတော့ကျွန်တော်ပြောလေဖြစ်ပြက်ဆိုရင်ဘယ်ခန္ဓာဖြစ်ပြက်မြင်မှာဟာလားဘုရားပြည့်ညာရမှာလဲလို့မေးတော့အဲ့ဒီဒုက္ခသစ္စာသိမှလည်းမေးတော့အဲ့ဒီဥပ္ပန္နခန္ဓာသိမှာ နောက်က ဥပ္ပန္နခန္ဓာသိမှာဖြစ်ပြက် ကိုလေငါတို့ကောင်းကောင်းဖိုက်တာ နိုင်ကန်ကောင် ဘာဟုတ်ကဲ့နောက်မှလည်းပြရတယ် သမထနာညာ၃ပါးရှိတယ်အနိစ္စဒုက္ခအနတ္တဟာအဲ့ဒါဥပ္ပန္နညာထဲမှာထည့်ထားတာအနိစ္စဒုက္ခအနတ္တလို့သိရင်ဆင်းရဲစစ်ကဘယ်ခန္ဓာလဲဥပ္ပန္နခန္ဓာလို့သိမှာအဲ့သမထနာညာကိုရအဲ့ဒီကညာနဲ့ဆက်ရောက်ပါသူတို့ဘလို့တက်မှာတော့ကျွန်တော်စဉ်းစားလို့မရ သူစက်ကဒီရုံနာကိုခွဲပေးလိုက်ရင်သူကဒါနာမယူပါပြည့်စတဲ့ သူတို့ကျတော့ကျွန်တော်ထင်တယ်လေကျွန်တော်လည်းတွေးကြုံခဲ့ရတယ်များဆိုရင်သူအာယုံလို့သိပြီးတော့ဖြစ်ဖြစ်ဆုံးကနေအချိန်လောက်မှကပ်ပြီးတော့သိမယ်ဒါတော့မှခိုင်ခိုင်နေနေသိတဲ့အသိမျိုးဖြစ်နေ ဟုတ်တယ်ဟုတ်တယ် ဟုတ်တယ် တီးတော့တီးနိုင်တယ်ဒါ ဒီတော့သိနေတယ်အမတန်ဝေးတာပေါ့ ဝေးမှာတယ် လူကြီးတွေအရင်နေတယ် အဲ့လိုနေနေတာပေါ့ အဲ့လိုတီးတယ် အဲ့ဒါပြီးတော့မှဟလာရမုံကြီးဝဲတဲ့ညာဆိုတော့အာကျွန်တော်တို့မုန်းလိုက်ရတာခဏခဏမုန်းညောင်း ဘုရားဒီမတင်တဲ့အတူပါယူပဲပြေးပြီးမုန်းကြရပါတယ်နော် ဟုတ်တယ်မလားမုန်းမှဆုံးမယ်ပြောတာဟုတ်အဲ့တော့မုန်းကြည့်တာဗါတွေမုန်း ဉာဏ်နဲ့မုန်းတာနဲ့မတူဘူးဆရာ ဟောဘယ်လိုပဲမုန်းမုန်းလေးနည်းနည်းပါးပါးမုန်းကြည့်တာ ကိုလိုချစ်တာကြတော့တမျိုးတည်းအဲ့ဒီဖြစ်ဖြစ်ဆုံးကနေမှမုန်းတာလေကားဘလော့ကနေပေါ့အားလုံးပြောက်ပြီးအဲ့ကိုပြောက်ကိုဒီပရမတ်သဘောတည်းလေဆရာတိလာဒီရက်တည်းရှိတယ်ကိုအကုန်ပြောက်ဩကအပြင်မှာတရားသာရင်ဖွင့်လာတဲ့အကုန်ပြောက်ပြီးတော့မှလေအဲ့ဒီဖြစ်ဖြစ်ကိုမြင်ရနေမုန်းညံဝင်တဲ့အချိန်မှာမုန်းတော့မုန်းမသိဘူးကျမတို့ကမသိလို့ထကျင်တဲ့စိတ်ပုံလို့ကျမတို့ထလိုက်ထပေမဲ့လို့ကိုကတတိမလွတ်တဲ့အခါကျတော့တတိစ တော့လောက်တာတော့လောက်တာ တုံညတာကိုတကယ်စိုက်တာ ဟုတ်ပါတယ် တုံညတာလေကျမတို့တုံညတာစိုက်တာလေပါစပ်ပြောမဟုတ်ဟိုလုတ်ကြပြီးတော့လေကြွားပြီးတော့ဟုတ်ကိုစိုက်တာတုံညတာလေအရှင်းနဲ့ကိုထွက်တာသိလားဒါပေမဲ့ဘယ်သူမှကမေးမဖြေနိုင်ဘူးဆရာတော်ကိုတိတောင်ရှောက်တော့လည်းမဖြေနိုင်ကိုမဖြေနိုင်ပေမဲ့လည်းလို့အဲ့ဒါဘာဆိုတော့ကိုကတော့အရန်ကိုလေကျင့်နေနေတာအဲ့ဒါဘာမှန်းကိုမသိဘူးပခုတ်ဆရာတော်မေးတော့မှဆရာတော်ပြရဲ့ဝိဇ္ဇာဥဒ္ဒါပါဠိလို့ဖြေတာညံလေးရဝါပြီးညံလေးရဝါဆိုတော့အဲ့တော့အဲ့ဒီဟာကတုံညတာဆိုတာတကယ်ရှုနေတကယ်ကိုဖြစ်တာတော့အမှန်ပဲ တိတ်လူ အရန်ခက်တာအရန်ရှားတာရှားတာတော့ပြောမနေနဲ့တော့ရှားအဲ့ရှားတဲ့ထဲမှာပါ ပတ်စရာပါလား အဘုံမြင့်တယ်လို့ပြောတော့မကြဘူး အဲ့ဒါ ဘုံမြင်တဲ့ထိတ်ရောက်နေတယ် အေးရှာဝါလား အဲ့ဆရာဝန်လည်း တဲ့ရလဲပါတားလဲပါ ဒါပေမဲ့ဒီလိုရမှာရှောင်းအဲ့ဒီလိုမကောတော့ အဲ့လိုဘုရားတရားဝဘေးကမကြည့်ညိုလဲအဲ့ဒါ အဲ့ဒါလေးပါတယ် ။ဘာပေးရတဲ့ဘွယ်လေးတောက်တာဆိုတော့ အဲ ဒါညာနဲ့က လောက်တာရှင်းတယ် တန်ညာနဲ့တရခေါ်လိုက်မေရိုကြီးပဲအေးစီပြပြ တောက်တာညာနဲ့က အဲ့ဒါကြောင့်မလို့ဟိုခက်ခဲတာပေါ့နော်အကြောက်ပေါ့ဘလို့မှလွယ်လွယ်ကူနဲ့မရောက်နိုင်ဘူးအခုကဒီတရားဝက်လာနားထောင်လိုက်အာယုခဏလို့သိသွားတယ်သူပဲလွတ်သွားတယ် ပြီးပြီ ပြီးသွားပြီဆိုတော့လွတ်သက်တာလဲဟိုကနေ့20 30လုံးလို့ဖြစ်ဖြစ်ဆုံးဖို့အတွက် အဘဲကိုမလို့နိုင် ပြင်မနဲ့ကိစ္စကြီးနဲ့ဒါကြီးနဲ့တအားကွာချာဟုတ် အားထုတ်တော့ကဒီဒိဋ္ဌိတွေဘယ်လိုတွဲရဲပါညာဆိုသိသိတော့မဟုတ်ဘူးအဲ့ကဒိဋ္ဌိတော့ပဲဥတည်နေတာဟိုလေးကိုလေဟိုကအပြတ်တို့ဟိုကမဲ့ဆိုတော့မှအဲ့လိုထင်တာဘယ်ဒီမှာအားထုတ်ရင်းနဲ့ဖြစ်နေတယ်သိမှမသိဘူးအဲ့တော့လေ တပ္ပတိတာဆိုတာပေါ်ပေါက်ခဲ့တယ်လေပြီးတော့လေတပ္ပတိတာဆိုတာတွေ့လည်းမယုံဘူးလေဟုတ်တယ် ဆိုင်ဘုတ်ကလည်းမပါ ဆိုင်ဘုတ်ကလည်းမပေါ့ဆိုင်ဘုတ်တက်လာလည်းယုံမှာမဟုတ် စိုက်ဟုတ်တယ်လေ 30လောက်လောက်တာမှဒီလိုက ဟောအခုတော့နဖူးမအောင်ရေးသွားမယ်တပ်ပူတာဆိုပုံသားလေးကို တပ်ပူရိသဆိုဟိုရက်ွက်တယောက်အဲ့တပ်ပူရိသတော်ကောင်းလို့ဖြစ်တယ် နမနာ ရက်ကွက်တပ္ပတိတာတော့မကိုက်ဘူး ရက်ွက်ကတိပါအဲ့ဒီတပ်ပူရိသပဲသိပါ ဟုတ်တယ်ကိုရေးသွားအဲ့ဒါရှင်းနေမှာ အ
ဆိုနေတာနေဆိုနေတာနေ ဟိုမှာအဲ့ဒါမလို့ကျွန်တော်ကောက်မှတ်မိတယ်အဲ့မန်လေးတင်းညိုဝိုင်းထဲမှာအဲ့အကုန်လုံးကဖုန်းယူရက်ဒီကြီးပဲပြောလေဖုန်းယူရက်ဆိုတော့ဗိဓမာလည်းသူတို့တင်ထားလူရရတယ်ဟုတ်တယ်ပဲအကုန်သိ စာမျက်နှာဘလောက်အကုန်ရတယ်ဒါသိညာနာမဖြစ်တာရလာပါ ဒါနေ